Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ United ကဒီနေ့မှာဆိုရင် Premier League ဒိုင်အဖွဲ့ချုပ်ကိုဘုံမောင်းတဲ့ပွဲစဉ်ကဖြစ်ပျက်ခဲ့တဲ့အရာတွေဆော်ကတက်သွားဖို့ရှိတယ်ဆိုပြီးတော့ Mike Keegan ကနေပြီးတော့ report လုပ်လာတယ်ညကဘုံမောင်းတဲ့ပွဲမှာအရန်ကိုကျွန်တော်တို့အတွက်နစ်နာခဲ့ရတဲ့နိုင်ပွဲတွေရော့စီခဲ့ရတဲ့ကျွန်တော်တို့ဆုံးဖြတ်ချက်တွေဒိုင်လူကြီး Stuart Atwell ကနေပြီးတော့ကျွန်တော်တို့လုပ်ခဲ့တယ်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့အသင်းဘက်ကမကြည်မနှက်ဖြစ်နေတယ်ဒီနေရာမှာ Mike Keegan ကပြီးတော့ပို့ထားတဲ့ report က Manchester United ရဲ့ဘက်က Premier League ဒိုင်အဖွဲ့ချုပ်ပေါ့နော်ဒါ PGMOL ကိုဘုံမောင်းတဲ့ပွဲကအဖြစ်အပျက်နဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းချက်ပေးဖို့အတွက်တိုင်ကြားမှုတွေပြုလုပ်သွားဖို့ရှိတယ်ပေါ့ United တာဝန်ရှိသူတွေအနေနဲ့ VAR ကအမှားကြီးတစ်ခုကျူးလွန်ခဲ့ပြီးတော့ Champions League ဝင်ခွင့်အတွက်ကြိုးပမ်းနေတဲ့အချိန်မှာအဖိုးတန်ရမှတ်တွေဆုံးရှုံးရတာကြောင့်ဒေါသထွက်နေကြတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောထားတယ်ဒါကလက်ရှိကျွန်တော်တို့ဒီမနေ့ညကပေါ့နော်ညကကျွန်တော်ဖြစ်ပျက်သွားတဲ့ပွဲစဉ်ကရလနဲ့ပတ်သက်ပြီးတော့ပါကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲကိုရီအရေးကြီးနေပါတယ်ဆိုတဲ့အချိန်မှာ Champions League ဝင်ခွင့်ကကိုရီတို့အရေးကြီးနေတဲ့အချိန်ကိုရီကလည်းအမှတ်တွေရတဲ့လောက်ယူဖို့ကြိုးပမ်းနေတဲ့အချိန်မှာ VAR ရဲ့ဘက်ကလုံးဝတိတာလွန်းတဲ့အမှားတစ်ခုကိုသူတို့အနေနဲ့ကျူးလွန်ခဲ့တာပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နှစ်မှတ်ဆုံးရှုံးခဲ့ရတယ်နှစ်မှတ်ဆုံးရှုံးခဲ့ရပြီးတော့ကိုရီအနေနဲ့ဒါအခြေအနေကောင်းတစ်ခုကိုလက်လွတ်ခဲ့ရတယ်အထူးသဖြင့်တမတ်စီတိုင်းကအရေးကြီးနေတဲ့အခုလိုအခြေအနေမျိုးမှာဒါမျိုးဖြစ်တာစိတ်ပြက်စရာပါဆိုတော့ဒီပွဲပြီးတော့အဲ့ဒီဒိုင်လူကြီးရဲ့အမှားနဲ့ပတ်သက်ပြီးတော့လဲ journalist တွေကြားထဲမှာကောပြိုင်ဘက်ပရိသတ်တွေကြားထဲမှာကောသိတယ်မလား United ကနစ်နာခဲ့ရပြီဆိုတဲ့ပုံစံမျိုးတွေတောက်လျှောက်စုလို့ပြောထားဆိုထားကြတယ်အဲဒီမကွိုင်းရရဲ့အလုံးကပြည့်တံကျူးလွန်ခဲ့တယ်ဆိုလို့ရှိရင်ဒါအာမက်ဒီယာလိုရဲ့အလုံးကလည်းပြည့်တံကျူးလွန်ခဲ့တာပဲဘာကြောင့်အာမက်ရဲ့အလုံးကပင်နေဒီမရတယ်လေပေါ့ဒါတော်တော်များများတော့ပြတိမှာဒီဘက်ကပရိသတ်တွေကတော့ကိုရီကတည်ကြလို့ပဲအရန် complaint တက်တယ်ဘာညာဖြစ်ကောင်းဖြစ်နေလိမ့်မယ်တကယ်တမ်းကသူတို့စီမှာဆိုလို့ချင်းတောက်လျှောက်ဆိုလို့ပြိုင်ဘက်ပရိသတ်တွေရောပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဘယ်လိုပြောမလဲ journalist တွေကတော့အကုန်လုံးကလက်ရှိဒိုင်လူကြီးရဲ့ကြီးမားတဲ့အမှားကိုထောက်ပြထားကြတာဆိုတော့အခုဆိုလို့ချင်းအသင်းဘက်က complaint တက်တော့မယ်ဒီနေရာမှာဗျာကျွန်တော်ကဒါမျိုးတွေမလိုချင်ဘူးဆိုတာ complaint တက်တယ်လို့เนาะပြီးမှ PGM ရဲ့ဘက်ကဖြည့်ရှင်းချက်ပေးပဲလို့ဆိုတာကိုယ့်အတွက်ဘာအကျိုးမှမရှိဘူးကျွန်တော်တို့အတွက်အရေးကြီးတာဒီသုံးမှတ်ပဲဟုတ်တယ်မလားကျွန်တော်တို့နောက်မှပြန်တောင်းမှန်းတာပေါ့ဗျာကျွန်တော်တို့မှမဟုတ်ဘူးမှမလိုချင်ဘူးเนาะနောက်မှစိတ်ကြိုက်အမှားကြီးเนาะကျူးလွန်ပြီးမှပြန်တောင်းမှန်းတာကိုဘယ်သူမှမလိုချင်ဘူးကွင်းထဲမှာမှန်ကန်တာကိုလုပ်ဟုတ်တယ်မလားကွင်းထဲမှာဖြစ်တင်တယ်ကိုယ့်ဘက်ကပင်နေပြီးပေးရမလားပြဿနာမရှိဘူးเนาะအဲ့ဒီဆုံးဖြတ်ချက်ကမှန်ကန်နေတယ်ဖြစ်တင်တယ်ဆိုရင်เนาะcomplaint တက်ဆရာမရှိဘူးဆိုတော့ဆုံးဖြတ်ချက်တွေကဖြစ်သွားတဲ့အဖြစ်အပျက်တွေကတပုံစံတွေဖြစ်ပြီးမှရလက်ကကွဲပြားလာလို့ကျွန်တော်မရဘူးဟုတ်တယ်မလားကျွန်တော်ပြည့်တဲ့ကျူးလွန်တဲ့ပုံစံကလည်းတူတူပဲဖြစ်သွားတဲ့အဖြစ်အပျက်တိုင်းကလည်းတူတူပဲဒါပေမဲ့လို့ဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်ဖြစ်လာတဲ့ရလက်ကကျတော့ကွဲပြားနေတယ်ဆိုလို့ရှိရင်ဒါတခုခုတော့မှားနေပြီကျွန်တော်မှားနေပြီဗျာเนาะဟိမ်မကွိုင်းရကိုကျူးလွန်နေပြစ်တယ်ငါမှားသလားဟိုကောင်းကိုပြစ်တယ်ကျူးလွန်နေပြစ်တယ်ငါမှားသလားတခုခုတော့မှားနေပြီကြားထဲမှာဒိုင်မန်နာရှိကိုမရှိဘူးဆိုတဲ့သဘောမျိုးဖြစ်နေပြီအဲ့တော့ဒိုင်လူကြီး Stuart Atwell နဲ့ပတ်သက်လို့ရှိရင် United ဟာအမြဲတမ်းဒုက္ခရောက်ရတယ်ဒီဘေးဟာ Manchester United ကိုအမြဲတမ်းဒုက္ခပေးတဲ့အတင်းသူနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်လက်ရှိ2026ခုနှစ်မှာပထမကျွန်တော်ဘုံမောင်းနဲ့တွေ့တော့ကလည်းဒီတိုင်းပဲနောက်ပြီးလို့ရှိရင်ဘန်လီဆိုဘုံကဘန်လီနဲ့တွေ့တော့ကလည်းကျွန်တော်ဒီတိုင်းပဲဘန်လီနဲ့ကျွန်တော်တစ်ဖက်နှစ်ကိုးစီတည်ကြတဲ့ပွဲမှာလီဆန်ဒရိုမာတီနက်စ်နဲ့ပတ်သက်လို့သူ့ရဲ့ဆုံးဖြတ်ချက်တွေကဘာမှန်ကိုမှန်ကန်တာကျွန်တော်မရှိခဲ့ဘူး2021အကုန်လုံးကိုပြန်သွားကြည့် Manchester United နဲ့ပတ်သက်ရင်ဒီတိုင်လူကြီးနီးပြတဲ့เนาะကျွန်တော်အခြေအနေဆိုတော်တော်ကို United ကနစ်နာရတာကျွန်တော်အနေနဲ့ကိုရမယ့်အရာတွေကိုပေးရမယ့်အရာတွေအကုန်လုံးကိုဆုံးဖြတ်ချက်အမှားတွေကြီးပဲသူဝေချတာဆိုတော့အသင်းတောင်ရှိသူတွေအနေနဲ့ပြင်းပြင်းထန်ထန်ဆိုသလိုကျွန်တော်ဒါဘယ်လိုပြောမလဲဒီတိုင်ကိုအရေးယူခံရဖို့အတွက်ကျွန်တော် complaint တက်ဖို့လိုတယ်ဘာလို့လဲဆိုတော့ရှေ့လာမယ့်ပွဲစဉ်တွေကျွန်တော်ရှိတယ် United ဟာအရေးကြီးတဲ့ပွဲစဉ်တွေ Chelsea တို့ကန်မဲ့ပွဲစဉ်တွေရှိတယ် Chelsea တို့နဲ့ကန်မဲ့ပွဲစဉ်တွေရှိတယ် Liverpool တို့နဲ့ကန်မဲ့ပွဲစဉ်တွေကျွန်တော်ကြံသေးတယ်ဒီလိုပွဲမျိုးတွေမှာဒီတိုင်လူကြီး United ပွဲကိုကင်တွယ်လို့မရဘူးဒီလိုပွဲမျိုးတွေမှာမဟုတ် United ရဲ့ယာတီကုန်ဘယ်ပွဲမှန်ဒီပွဲကင်တွယ်လို့မရဘူးအဲ့လိုမျိုးကျွန်တော်ဖြစ်သွားအောင်ကိုလုပ်ရမှာအသင်းဘက်ကဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်အသင်းတွေအကျိုးရှိတာဘာမှမရှိတော့ဘူးအသင်းဘက်ကဘယ်လောက်ထိပဲ complaint တက်ဘယ်လောက်ထိပဲတိုင်ကြเนาะဒီဘဲတခုခုထားပါတော့ဗျာเนาะ fine ကောက်ခံလဲရတယ်ဒါမှမဟုတ် PGM ရဲ့ဘက်ကသူတို့မှားသွားပါတယ်เนาะတောင်းပန်ပါတယ်ဆိုတာပဲကျွန်တော်ရှိမှာเนาะကျွန်တော်လုံးဝရခဲ့တဲ့3ယောက်ကိုရမှာမဟုတ်ဘူးကျွန်တော်လိုချင်တာဒီနေရာမှာဘယ်သူတောင်းပန်မှုမှကျွန်တော်မလိုချင်ဘူးသုံးဖက်ပဲဗျာဟုတ်တယ်မလားเนาะဆိုတော့ဒါကြောင့်အသင်းဘက်ကတော့တော်တော်ကိုစိတ်ပြက်စရာတခုကိုကျွန်တော်ကြုံနေရပြီးတော့လက်ရှိဒီတိုင်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့အသင်းဘက်ကတော်တော်ကိုဒေါသထွက်နေကြတယ်လှုပ်ထိုက်တာကိုကျွန်တော်လှုပ်ဖို့လိုတယ်ပြင်းပြင်းထန်ထန်ကျွန်တော်အရေးယူနိုင်ဖို့အတွက်เนาะကျွန်တော်ဒါ
အသင်းဘက်က complaint ကျွန်တော်တက်ဖို့လိုတယ်ဆိုတော့အသင်းဘက်ကတော့ဒါကိုဆက်ပြီးတော့လုပ်ဖို့ကြိုးပမ်းနေတယ်ကောင်းတဲ့အရာပါဒါပေမဲ့လို့ကျွန်တော်တို့အရေးကြီးတာ3မှတ်ပဲ3မှတ်ရော့သွားပြီဆိုကြတဲ့ကကျန်တာတွေကဘလို့မှအဆင်မပြေတော့ဆိုတော့ကျွန်တော်တို့ကောင်းနိုင်တာဒီ Manchester United ရဲ့နောက်လာမယ့်ပွဲစဉ်တွေဆိုရင်ဒီတိုင်းလူကြီးကင်တွယ်ခွင့်မရဘူးဒါပဲဆိုတော့ညီကတို့ရောဘလို့မြင်ကြလဲအသင်းဘက်ကတော့ညကအဖြစ်ပြက်နဲ့ပတ်သက်ပြီးတော့ complaint တက်ဖို့ကျွန်တော်လုပ်နေတယ်ဆွေးနွေးကြပါဦးအားလုံးကိုချီးတီးများကြီးတင်ပါတယ်